တေချာကြည့်ကြပါနော်ဒါကကျွန်တော်ဟူနန်မှာ10မိနစ်ကြာနေထိုင်ရင်းတင်ယူတဲ့နမေကြီးဟင်းလျာလေးဖြစ်ပါတယ်မွေးမွေးဆက်ဆက်နဲ့အရန်ကိုနူးညံပြီးထမင်းမြင့်စေတဲ့ဟင်းတစ်ခွက်ပါပဲတဲအိုးတွေကစီပူလာပြီးဆိုရင်မီးပိတ်လိုက်ပါပြီးရင်ကျက်သွန်မြိတ်ငရုတ်တီမုံနဲ့ငရုတ်ကောင်းတို့ကိုအတုထဲပြီးမှွေးလာအောင်လော်ပြီးပါပြီးရင်ရေအနှဲငယ်ထည့်ပါစားကြက်သားမုတ်ပဲငပိရည်နဲ့ငရုတ်ကောင်းမုတ်တို့နဲ့အရသာနေပါပကန်းလုံးလေးကိုကြက်ဥအနှဲငယ်ဖောက်ထည့်ပြီးမှွေပေးပါကျွန်တော်ကတော့နေ့တိုင်းလွယ်ကူပြီးအရသာရှိရဲ့အင်ဂျက်ဟင်းလေးတွေကိုမျှဝေပေးနေတာပါကြိုင်နေတဲ့ရင် follow လုပ်ထားလို့ရပါတယ်နောက်ခါမှချက်စားချင်ရင်ကျွန်တော်ကိုအလွဲတကူရှာတွေ့နိုင်တာပေါ့ကျေးဇူးအများကြီးတင်ပါတယ်ရင်းနှိမ့်ကြက်ဥအချိုးအစားကတစ်အစ1.5လောက်ဆိုရပါပြီပြီးရင်အတူတူတေချာလေးမှွေပေးပါအိုးအဖုံးအုပ်ပြီးမီးအလဲအလောက်နဲ့10မိနစ်လောက်တီထားလိုက်ရင်ရပါပြီအိုးချကနီကြက်သွန်မီလေးဖြူလိုက်ပါဒီလိုချက်ထားတဲ့ကြက်ဥဟင်းကအရန်ကိုလက်ဆက်ပြီးနူးညံ့ပါတယ်ထမင်းပူပူလေးနဲ့ဆိုတကယ့်ကိုအရသာရှိတာပါအားတယ်လူတိုင်းစမ်းချက်ကြည့်ကြပါဦးနော်